ပစ္စည်းသမားသည်မိမိထက်သာသောပစ္စည်းရှင်အားလေးစားမြဲဖြစ်သည်ပညာသမားသည်မိမိထက်သာသောပညာရှင်အားရိုးကျိုးမြဲဖြစ်၏လက်နက်သမားသည်မိမိထက်သာသောလက်နက်ရှင်အားတုတ်ဝမြဲဖြစ်၏အာဏာသမားသည်မိမိထက်သာသောအာဏာရှင်ရှေ့တွင်ကိုင်းညွန့်မြဲဖြစ်သည်ပြမှန်ရည်သူခေမာအဖို့မိမိထက်သာသောအလှရှင်များအကြားတွင်အလှမှန်ပြောက်ခဲ့ရသည်မင်္ဂလာပါဗျမိတ်ဆွေတို့ခုတခါဆရာကြီးငွေဦးတော်ရေးသားစီရင်အပ်သောဗုဒ္ဓစာပေကြီးပထမတွင်မှာလှမှန်ရစ်သူဆိုတဲ့ဝတ္ထုကိုဖတ်ကြားတင်ဆက်ပေးပါမယ်ခင်ဗျာလှမှန်ရစ်သူအခန်း1ဝေသာလီပြည်သူအမ္ဘပါဠိသည်လှသည်ဟုနာမည်ကြီး၏ရဟန်းရှင်အမျိုးအနွယ်တာကိယတိုင်းသူရသောတရားဇနဗရကလျာဏီတို့သည်လှသည်ဟုနာမည်ကြီးကြ၏တို့ရတွင်ဝေသာလီပြည်သူတိုင်းတာကိယပြည်သူတိုင်းလှကြသည်မဟုတ်သီးခြားအလှရှင်များသာဖြစ်ကြ၏တာကလပြည်သူများကိုကအချောအလှအများဆုံးထွက်သောနိုင်ငံဟုသတ်မှတ်ထားကြသည်တာကလပြည်သူများကိုကအချောအလှအများဆုံးထွက်သောနိုင်ငံဟုသတ်မှတ်ထားကြသည်အပြိုတွေချောသည်လှိုင်ပေါ်လေဟုသောစကားကဲ့သို့အချောအလှတာကလဟုပင်စကားတရက်ဖြစ်သတ်မှတ်ထားကြသည်ခုနှစ်ဆောင်တိုက်ခန်းကိုပင်မီးမထွန်းမဲလင်းသည်ဆိုသောတာကလတိုင်းအလှထိတ်ခေါင်ပပဝရီဤအဆက်အနွယ်များပေသည်တာကလသူဟုဆိုလျင်ယောက်ျားတိုင်းမော်၍ကြည်ရ၏သတိထား၍ကြည်ရသည်တာကလသူမှန်လျင်အ ਨੇ ဆုံးအပြင်ဖြူညက်သည်နှံ့စင်သည်နှဲ့နှောင်းသည်မဟာဆန်သည်တိမ်မွေ့သည်တို့ရတွင်တာကလသူများသည်အချောအလှတွင်သာနာမည်ကြီးသည်မဟုတ်မိမိတို့အလှတွင်ဂုံဝင်သောအလှမှန်ရစ်သူများအဖြစ်လည်းနာမည်ကြီးကြသည်တာကလသူအစွဲဖြင့်ခြေကံ၍ပိုးကင်ရသောကုသမင်းသားကြီးအားအလှမှန်ရစ်ကနီးမျိုးစုံဖြင့်တင်းရှောင်ခဲ့သောတာကလသူပပဝရီဤအနွယ်အဆက်ပင်သည်ယင်းသို့တာမန်တာကလသူတို့ပင်လှသည်ဟုဆိုသောအောက်ဘလဝံဝိတာခာဗရာကုန္ဒလာဓမ္မဒိဏစသောပါရမီမျိုးစိတ်မှတ်တမ်းဝင်အမျိုးသမီးကြီးများကဲ့သို့ပင်အလှပါရမီမျိုးစိတ်အပြည့်ပါလာုံမျှမကအလှမျိုးစိတ်တို့ပေါက်ဖွားရှင်သန်ရာတာကလသူခေမာ၏အလှကိုအထူးချိပနေပွဲမလို့တာမန်တာကလပြည်သူများပင်အလှကုန်ဝင့်ကြသည်ဆိုသောတာကလပြည့်ရှင်ဘယင်မတ္တရာ၏သမီးဖြစ်၍ရွှေလင်မန်းနှင့်အချင်းစေးကပင်ကိုအလှတွင်လှစေနိုင်သောအပြုစုမှန်သဖြင့်ထက်လောင်းလှစေခဲ့သောခေမာမင်းသမီးလေးအဖို့ကန်းကုံအောင်အလှမှန်ရစ်တော်မူမှာအထူးစဉ်းစားကြရမလို့ပင်ကိုအလှတွင်ခေမာဟုသောအမိကလည်းအလှမှန်ကိုမီးလောင်လေးပင့်ထားသလိုရှိခဲ့သည်အကြောင်းမှာအမျိုးသမီးတို့၏ကောင်း64ရက်ကိုထင်ဟပ်စေအပ်သောကလျာဏီဟုသောအမည်တိမ်တိမ်မွေ့မွေ့နှင့်အေးမြမှုအနက်ကိုဆောင်သောပြိုတိုင်းကြိုက်ကြာညိုပန်းကလေးမျိုးကိုထင်ဟပ်စေသောအောက်ဘလွန်စသောအမည်အတန်ကြားလိုက်လေသူတော်ဘာ၏မေတ္တာကိုခံယူစေနိုင်သောဗတ္တာဟုသောအမည်စသည်ဖြင့်အမျိုးသမီးအလှကလေးများအားရေဘူးရမှဲ့ခေါ်ကြသောရှစ်စနိုးအမည်ပေါင်းများစွာရှိပါလျက်ခေမာဟုမှဲ့ခေါ်ထားသောအမည်မှာထူကြ၏ထူကြဟန်ကဘောဝပါရမီအလှပါရမီအပြည့်အသိဖြင့်ဤမင်းသမီးပေါက်ဖွားလာသည့်အချိန်၌တာကလနိုင်ငံတော်တစ်ခုလုံးမှာယောဂဘေးပန်းအသွဲသွဲအန္တရာယ်မှန်သမျှတို့ကင်းငြိမ်းသာယာစေသောအချိန်ကင်းငြိမ်းသာယာစေသောအခါဖြစ်သည်သို့ဖြစ်၍နိုင်ငံတော်တစ်ခုလုံး၏ပြုတ်ဘက်ကိုယူကာခေမာဟုသောအမည်မှဲ့ခဲ့ရာတွင်နိုင်ငံတော်၏နှလုံးသဲဖို့ဖြစ်လာတဲ့ကဲ့သို့အလှမှန်ဘဝမှန်ကိုလည်းရစ်ဝေစေခဲ့သောမင်းသမီးကလေးဖြစ်လာခဲ့ပေသည်တို့ရတွင်အကျဉ်မျိုးသမီးတို့မြည်သည်အဘဲမြအလှမှန်ဘဝမှန်ဝင့်နေစေကမူလိုင်းကြီးလေအောက်တောင်ကြီးဘွားအောက်ဆိုရိုစကားအရာယောက်ျားတို့ဘုံအောင်၌သာခိုဝင်ရမြဲအတိုင်းအချိန်တန်အရွယ်ရောက်လာသောအခါရာဇဂျူပြည့်ရှင်ဘယင်ဘိန်ပိသာရ၏မိဘရဲ့ခေါင်းကြီးအဖြစ်သို့ရောက်လာရသည်လွယ်လွယ်ဖြင့်ရောက်ရှိခဲ့သည်ကမဟုတ်နန်းသွေးခေမာ၏အလှသတင်းကြောင့်ရာဇဂျူတာဝတိစသောနိုင်ငံကြီးသို့စစ်ခင်းရလို့မတတ်ဖြစ်ရာတွင်ထီပိုင်နန်းပိုင်ဖြစ်တော်လဲအင်အားနည်းသောတာကလနိုင်ငံလေးအဖို့စူးကြပေါက်သည့်ဘူးပမာအခက်အခဲမျိုးစုံတို့အကြားတွင်ရှိခဲ့ရမှာဗိမိသာရဘယင်ကအနိုင်ရသွားခြင်းဖြစ်လေသည်တို့ရတွင်ဗိမိသာရဘယင်၏ရင်ဝင်သို့ရောက်ရှိခြင်းမှာအင်အားကြီးနိုင်ငံအင်အားကြီးဘယင်ဖြစ်၍
နိုင်တဲ့စီနေရောက်ရှိခြင်းကမဟုတ်ဗေမိသားရတို့ခေမာကတိတ်ညွတ်ကအလိုက်တဲ့အစဉ်ပြေစွာပေါင်းဖက်မိကြခြင်းဖြစ်သည်အကြောင်းကနန်းသူခေမာသည်ဂီတအမှုပညာတွင်၎င်းမိမိသာလှသည်မဟုတ်ဘဲလောကအလှသဘာဝအလှကိုရှုမြင်ရ၌၎င်းဝါသနာစရိုက်စူးစိုက်သူဖြစ်ပေရာယင်းဝါသနာစရိုက်များသည်အမှုပညာချစ်သူအလှကြိုက်သူဗေမိသားရနှင့်ကိုက်ညီလျက်ရှိရာကအချစ်မဲ့အသာရခဲ့ခြင်းဖြစ်ပေသည်အချစ်ဆိုသည်မှာအချစ်သက်သက်မြမဟုတ်ပဲချစ်သူအချင်းချင်းတို့ဇယိုက်ဝါသနာတူညီလျင်ထိုအချစ်သည်ပို၍လေးနက်လာမည်ဖြစ်၏ဘယင်ဗေမိသားရသည်နန်းသူခေမာအားအလှကြောင့်ချစ်၏အလိမ္မာကြောင့်လည်းချစ်ရ၏ဇယိုက်ဝါသနာချင်းတူသောကြောင့်လည်းတနေ့တခြားလေးလေးနက်နက်ချစ်လာရ၏တို့ရတွင်ယခုတလောတလတ်တွင်အကြောင်းအချက်ကလေးတစ်ရပ်ကြောင့်ဘယင်နှင့်မိဖုရားတို့အစမပြေဖြစ်နေရသည်ယင်းအကြောင်းအချက်ကနမတော်ကြီးသည်ဝေလူဝန်ကြောင်းမှဖြစ်ပါလေဘုရားရှင်အပေါ်တွင်ခင်တွယ်ယိုညွတ်သူဖြစ်မှန်သိပါလေမခိုင်လုံသောအကြောင်းပြချက်ကလေးတစ်ချက်များဖြင့်ဘုရားရှင်အားဖူးတွေ့ဖို့ရန်အလှမှန်ခုနေသောအချက်ပင်ဖြစ်ပေသည်အခန်းနှင့်မိမိသားရဘယင်သည်ဘုရားရှင်ရှေးဥစွာသောကျောင်းတကာကြီးအဖြစ်ဂုဏ်ယူသည်အသက်ချင်းမတိမ်မယိမ်းရှိသောဘုရားရှင်အပေါ်၌ကြီးညိုယိုညွတ်ယုံမြမကပုဂ္ဂလရေးရာအဖြစ်လည်းခင်တွယ်မှုရှိသည်ဘုရားမဖြစ်မီမိမိနိုင်ငံတော်အတွင်းသို့ဆုံးခံဝင်၍ဖူးတွေ့ရစဉ်အချိန်ကအကယ်၍ဘုရားရှင်လက်ခံခဲ့ပါလျင်နိုင်ငံတော်ကိုပင်ထက်ဝက်ခွဲ၍ပေးမည်အကြောင်းငယ်ငယ်ရွယ်ရွယ်တွင်တရားဘက်သို့ဥမလဲသေးပဲမိမိနှင့်အတူနိုင်ငံတော်တစ်ဝက်ကိုအုပ်ချုပ်၍မင်းစည်းစိမ်ခံစားဖို့အကြောင်းထိပုဂ္ဂိုလ်ရေးခင်တွယ်မှုဖြင့်ပေးအပ်ခဲ့သူဖြစ်သည်ဘုရားဖြစ်လာသောအခါတွင်လည်းဖခင်နိုင်ငံတော်သို့ပင်မကြွသွားသေးပဲမိမိနိုင်ငံတော်သို့ရှေးဥစွာကြောက်ရွံ့ချီးမြှင့်သဖြင့်ပိုး၍ခင်တွယ်သည်ဤအကြောင်းချက်များကြောင့်ဘုရားရှင်ပေါ်၌တရားစိတ်အပြင်ပုဂ္ဂလိကရေးရာခင်တွယ်မှုဖြင့်အလေးနဲ့ထားခဲ့သူဖြစ်ရာမိမိချစ်သူအားလည်းမိမိအလားတူပင်ဖျားသွားကြောင်းတဲ့စသည်ဖြင့်အလေးတမှုအရေးတယူရှိစေခြင်းသည်ဘုရားရှင်အားကြီးညိုစေခြင်းသည်အသိဉာဏ်ရှိသူဖြစ်သည့်အတိုင်းဘုရားရှင်အားကြီးညိုပါသည်လေးစားပါသည်ဟုတော့ပါဇက်ဖြင့်ဝန်ခံပေါ်ရပါ၏တို့ရတွင်ဘုရားရှင်အားကာယကံမြောက်ဖူးတွေ့ရန်ကိုမှနီးအမျိုးမျိုးဖြင့်တိမ်ရှောင်သည်နန်းတော်သို့ဘုရားရှင်ကြွလာလျင်ပင်အကြောင်းပြချက်တစ်ခုခုဖြင့်တိမ်ရှောင်သည်ဘုရားရှင်အားမဖူးတွေ့လိုသည့်အကြောင်းပြချက်ကားဘုရားရှင်တရားဟောရ၌အချောအလှကိုရှုတ်ချ၍ဟောတော်မူလေရှိသည်ဟုကြားသိထားရာတွင်ရင်ဆိုင်ဖူးတွေ့ရလျင်လည်းဘုရားရှင်ကမိမိအစင်းကိုရှုတ်ချဟောပြောလိုက်မည်ကိုစိုးရုံသောကြောင့်ဟူ၏အစင်းကိုရှုတ်ချတယ်ဆိုတာကလည်းတရားသဘောနဲ့ဟောတာပဲနမ်းမတော်ရဲ့ဒါလောက်မှမခံယူနိုင်ဘူးလား။အိုးမောင်တော်ကလည်းဟောစရာရှားသမို့လားအခုတော့တခါကြားရလဲကာယကတတိတခါကြားရပြန်လဲ32ခုထာသနဲ့ကိုယ်ခန္ဓာကိုရှုတ်ချနေတာပဲဟာမောင်တော်သိရသလောက်တော့ကိုယ်ခန္ဓာကိုရှုတ်ချတဲ့တရားကိုကြီးဟောတော်မူနေတာမဟုတ်ပါဘူးပြိတ္တရဲ့အစာတတ္တဝါရဲ့ဇယိုက်ကိုထိုက်တဲ့တခြားတရားစုံကိုလည်းဟောတော်မူတာပါပဲဟောခြင်းလည်းဟောပေမပေါ်မောင်တော်နို့ပေမဲ့နှမတော်ကအစင်းနဲ့ထင်ရှားသူဖြစ်လေတော့နှမတော်ကိုတွေ့ရင်အစင်းကိုရှုတ်ချတဲ့တရားဟောမှတေချာလာပါတယ်ဒီချက်မှာတော့နှမတော်အယူဆလွဲနေပြီလွဲခြင်းရင်လည်းလွဲမှာပေါ့လေဒါကတော့နှမတော်ရဲ့စိုးရင်ချက်ပဲလောကမှာကိုယ်ခန္ဓာအလှတွေမဟုတ်ပါဘူးပန်းရဲ့အလှကြပြားစာပေရဲ့အလှစတဲ့အလှမျိုးစုံရှိတာကိုမောင်တော်သိပြီးသားပါအလှပါပဲမောင်တော်ဟာအလှမျိုးစုံရဲ့အရာကိုအတန်းမြင့်မြင့်ခံယူတတ်တဲ့သူပါအလှကိုခံယူတတ်တာပညာရဲ့တရက်ပါနှမတော်ရဲ့သဘောကတော့အလှအရာကိုမခံယူတတ်ဘူးဆိုရင်ဘလောက်ပဲကြီးမြင့်တဲ့လူဖြစ်ဖြစ်ဝိဝေးကပဲရှောင်ကျင်လာပါတယ်အလှကိုမမြင်တတ်တဲ့သူပေါ်မှာသိခံစိတ်မမွေးနိုင်ဘူးသူ့စင်ကျင်တဲ့သူကတော့ချောရွေနေပြီလေအမြင်အသည့်ဆိုရဝဲလွယ်လွယ်နဲ့ခက်သောအရာဖြစ်သည်အချိန်ကမသိသေးလျင်မမြင်သူကိုမြင်အောင်ပြဖို့ခက်တတ်သည်မသိသူကိုသိအောင်ပြောဖို့ခက်တတ်သည်ထို့ကြောင့်ခက်လာကြည့်နမ်းမတော်ရဲ့ဟူသာညီးတွားလက်လျှော့ရမည်၏နမ်းမတော်နှင့်ဤအကြောင်းအရာအတွက်ဤလိုဆွေးနွေးကြမှာတစ်ချိန်တစ်ခါမဟုတ်ချိန်ဖန်များစွာရှိပေပြီဆွေးနွေးတိုင်းအလျှော့ပေးခဲ့ရသည်နမ်းမတော်အပေါ်တွင်ချစ်လွန်းလာသောအချစ်ကြောင့်လည်းဖြစ်၏ဘုရားရှင်၏ဆုံးမစကားကြောင့်လည်းဖြစ်၏တခါတရံတော့လည်းမင်းမိန်ဖြင့်ဘုရားရှင်အထံတော်သို့အတင်းဆေလွတ်မည်ဟူသည့်အထိစိတ်ကူးမိလိုက်သည်နမ်းမတော်ကြီးအဖြစ်သက်လိုက်ပုံမှာရခင်ကရံပန်ရံကားဘယင်ဥယျင်တော်ဝေလွန်သို့အပန်းမြေအညီးပြေသဘောဖြင့်အချွေရံမြန်မြန်ဆိုင်ဆိုင်နှင့်ဥယျင်မွေထွက်လေရှိခဲ့ရမှာဝေလူဝန်တွင်ဘုရားရှင်သတင်းသုံးတော်မူသည့်အချိန်မှစ၍
ခြေဥမြမလှဲ့တော့ပေဤအကြောင်းကိုဘုရားရှင်တန်ဖူးတွေ့သည့်အခါဝအောင်နိုင်မစည်းနိုင်ရှက်လဲရှက်သည်ဖြင့်ဗေမိတာရဘယင်ကဘုရားရှင်အားမိဖုရားအပေါ်အားမလို့အားမရရှိသည့်အကြောင်းဖွင့်ထုတ်လျှောက်ထားမိသောအခါဘုရားရှင်ကပြုံးတော်မူ၏သိတော်မူမြင်တော်မူသောဘုရားရှင်အဖို့ချိန်ဆုံးခါတွင်ပန်းနယ်ပွင့်ဆိုတဲ့ကဲ့သို့ခေမာမိဖုရားသည်သာသနာတော်၏တရားရင်ဝင်တွင်ပန်းနယ်ပွင့်ဖို့ရန်အချိန်နှင့်အခါအသင့်ကိုသာစောင့်နေရသူဖြစ်သည်ကိုမြင်တော်မူသောကြောင့်ဖြစ်၏ထို့ကြောင့်နောက်တစ်ချိန်တွင်ဗေမိတာရဘယင်သည်ဝေလူဝံ၏ဝေဝေဆာဆာတီးပွင့်လျက်ရှိသောတရက်ပင်ကြီးတစ်ပင်အောက်တွင်ဘုရားရှင်အားဖူးတွေ့ရ၌မိဖုရား၏သဘောထားကိုထပ်မံလျှောက်တင်မိသောအခါဘုရားရှင်ကမင်းကြီးတရက်ပင်ချင်းရင်တွင်ပေါ်ပေါက်လျှောက်ထားသောအကြောင်းဖြစ်၍တရက်သီးကိုပင်ဥပမာထား၍ဟောကြားရတော့မည်တရက်သီးမဲ့ကိုစားသုံးလိုသူသည်တရက်သီးမှဲ့မဲ့အချိန်ကိုစောင့်ဆိုင်း၍ခူးဆွစားသုံးရသည်တရက်ကင်းကိုကြည့်၍မှဲ့နိုင်ရန်ကိုဟုတောကပြပါရများနေခြင်းမှာအကြောင်းမဟုတ်ပါခေမာမိဖုရားသည်တရက်သီးနှင့်ဥပမာတူပါသည်မှဲ့ချိန်တန်မှလျှင်မှဲ့ပါလိမ့်မည်မှဲ့နိုင်ရန်ကိုဟုတောကများနေဖို့မလိုပါဟုမိန့်ကြားသောအခါဘယင်ဗေမိတာရကသဘောပေါက်သွား၏ဘုရားရှင်နှုတ်ခွန်းတော်ကြောင့်မိဖုရားအတွက်လည်းအားတက်မိ၏ခေမာသည်မှဲ့ချိန်မတန်သေး၍သာကင်း၍နေရာကြောင်းသိရပြီတို့ရတွင်ရင်သောတရက်သည်မှဲ့ဝင်ရမှာအပင်မာသာဆောင်ဆိုင်နေဖို့မလိုခူးဆွ၍လိုအပ်သလိုအောက်ဆိုင်ပြုပြင်ပေးလျင်အမှန်မြန်မှုရှိသည်ဟုလည်းကြောင်းတကာကြီးဆက်၍စဉ်းစားသည်အခန်း3ဘုရားရှင်၏တရားသည့်ဥပမာမင်းကုန်းတော်စကားကိုကြားရပြီးသည့်အချိန်မှစ၍ဘုရားရှင်အားမိဖုရားကဘူးတွေ့ရန်ဘုရားရှင်တရားနာကြားဖို့ရန်ဗေမိတာရဘယင်ကမိဖုရားအားနဘူးနဇာမလုပ်တော့ပြီမိဖုရားအဖို့အချိန်ခါနှင့်ဉာဏ်ပညာမှဲ့ဝန်းသည့်အချိန်ကိုသာအလိုက်တင်စောင့်မျှော်၍နေသည်တို့ရတွင်ဤတိုင်းနေ၍ကသာဖြင့်မိသည့်အချိန်တွင်မိတို့အခွင့်လန်းသာ၍အဘယ်ပုံမှဲ့ဝန်းလာမည်ကိုမခံမှန်းတို့ဖြစ်၍သူ့အလိုလျောက်မှဲ့ဝန်းလာမည်ထက်ရင်သောတရက်သည်ကိုခူးဆွ၍အောက်ဆိုင်ပြုပြင်ပေးသည့်ပမာတရားရှင်အားအလင်းအမြန်ဖူးတွေ့နိုင်ရန်အောက်ဆိုင်ပြုပြင်မှုနိပရိယတရရက်ကိုလှုပ်ဆောင်ရန်သင့်မည်ဟုဘယင်မင်းမြတ်စိတ်ကူးမိသည်စိတ်ကူးမိသောနီလန်ပုံစံစီမံကိန်းကလည်းအစဉ်ပြေလာ၏ယင်းနီလန်ကအနုပညာဝါဒနာရှင်ကိုအနုပညာဒီဟုသောငများကျိတ်ဖြင့်ချိတ်ခေါ်ဆွဲဆောင်ရမည်သည်အနုပညာဘာသာရဲ့နီလန်များစွာအနက်ဂိတအနုပညာအင်အားသည်ကြီးမား၏ဂိတဆွမ်းအားကိုဘုရင်ကြီးတီးပြီးဖြစ်သည်ဂိတသည်သူ့ကိုချစ်သောနားလေသောအနုပညာရှင်များကိုမဆိုထားပြီးလူတမန်များကိုပင်မိမိအလိုသို့ပေါင်းဆွဲဆောင်နိုင်စွမ်းရှိကြောင်းဘုရင်ကြီးနားလေသည်ပင်ကိုအကျမ်းနဲ့အကျမ်းသဘောပင်ဖြစ်စေအောင်တော့ဂိတဖြင့်အချောတတ်ပေးလိုက်လျင်နှုတ်၍ကြည်၍သွားသည်ပင်ကိုအနုပစ္စည်းအနုသဘောပင်ဖြစ်စေအောင်တော့ဂိတဖြင့်မှွေနောက်ပေးလိုက်လျင်ခက်ထီရော်၍သွားသည်ကျမ်းသောတောတောင်ရင်မြေသည်ဂိတ၏အဖွဲ့တန်းအောက်တွင်နှုတ်၍လှ၍သွားသည်ရေရှားမိုးကောင်မိလောင်မြေအတွင်ကြက်တီးပြင်ကြီးရွာမှမြက်ခန်းဆက်မာလေးတဦးအားဂိတဆရာတဦးကနှွဲ့ပြောင်းသောအတိုင်းအောက်တွင်လောကအလှမျိုးစုံဖြင့်တွဲဆက်ဖွဲ့တည်၍ပေးလိုက်သောအခါတနိုင်ငံလုံးနှုတ်ဖျားတွင်တစားစားတီကျူးကြရုံမျှမကတချို့ကမူတန်းတန်းတတာတဆိုင်မတ်မတ်ဖြစ်မင်ရင်းမြက်ခန်းဆက်မာလေးရှိရာကြေးရွာသို့သွားရောက်ကြည့်ရှုကြကြောင်းဘုရင်ကြီးကြားသိရှိပြီးဖြစ်သည်သို့ဆိုလျှင်မိမိချစ်သူလေးအသိဉာဏ်ပန်းပွင့်လန်းစေရန်အတွက်ငကျင်းစီဖြင့်ငကျင်းသားကြောသည်ဆိုတဲ့ကဲ့သို့ဘုရားရှင်တရင်သုံးတော်မူရာဝေလူဝံဥယျာဉ်သို့ပြည်ပရာသွားရောက်စေရန်ဝေလူဝံဖြင့်ပင်သွေးဆောင်ခန်းစားဖို့စီစဉ်ရတော့မည်ဟုဘုရင်ကြီးဆုံးဖြတ်ချက်ချလိုက်၏ထို့ကြောင့်မကြာမတင်မင်းလျင်နန်းသူခေမာ၏ဝန်းကျင်၌ဝေလူဝံဟူသောဂိတသံများဝေလူဝံကိုကြီးပါပြောဆိုသောစကားသံများဝေလူဝံကိုမန်နိုင်ထား၍ဇက်အိမ်ဖွဲ့သောအကသဘင်များတစ်ခုပြီးတစ်ခုဆိုသလိုမပြတ်ကြားသည်တွေ့မြင်လာရ၏ချစ်သူနမ်းမတော်မှတပါနန်းတွင်နှမ်းမြင်သက်ဆိုင်သူမှန်သမျှကိုအသိပေးကနိုင်ငံတော်မှအကျော်မောဂိတဆရာကြပြားဆရာစာရေးဆရာသဘင်ပညာတွေတို့အတိုင်းအဝိုင်းဖြင့်ဘုရင်ကြီးကိုယ်တိုင်စီစဉ်ပေးလိုက်သောအစီအစဉ်များပေသည်ယခုတလောအတွင်းရှင်နန်းတော်ပွဲကြည်ဆောင်သို့နန်းသူခေမာမထွက်ခဲ့သည်မှာရက်တတပတ်ခန့်ရှိပေပြီထိပ်သီးပညာရှင်များဖြစ်သည့်အတိုင်းအစီအစဉ်အတင်ပြကောင်းကြပါ၏တို့ရတွင်ကြည်ပြီးသိပြီးရာဇဝင်နိဗ္ဗာန်ဇတ်တော်ကြီးများကြီးသာထက်၍နေရာတွင်ညင်းစရာရှိလာသောကြောင့်အဆောင်တော်တွင်မှာပင်အကျွေအံတို့၏ဆောင်းချင်းပတ်သာတူရိယာတို့ဖြင့်သာအငင်းငွေဖြေ၍နေခဲ့သည်ယနေ့ညနေတွင်မူနာမည်ကျော်ဘုရင်ပြတ်ဆက်ဆရာကြီး၏ပြတ်ဆက်တဲ့တပုတ်ကိုထူးခြားသောအစီအစဉ်ဖြင့်
တင်ဆက်မိအကြောင်းမောင်တော်ဘုရားကိုယ်တိုင်သတင်းပေးလာသဖြင့်ပွဲကြည်ဆောင်သို့ထွက်ခဲ့သောအခါနှစ်သက်လောက်ဝယ်ပြတ်ဆက်ဖြစ်သည်ကမှန်ပါ၏တို့ရတွင်ဝေလူဝန်ကိုပင်ဂုံပြုချီးကျူးထားသောပြတ်ဆက်ဖြစ်သည်ကိုကြည့်ရှုရသည်ပြတ်ဆက်ရှေ့ပိုင်းတွင်ဝေလူဝန်၏အလှဝက်များဝေလူဝန်ရင်းများဖြင့်ပြိုးထားပြီးနောက်ဇက်ွက်ရောက်သောအခါမင်းသမီးလေးကသူ့ချစ်သူမင်းသားလေးအားဝေလူဝန်သို့လိုက်ပို့ရန်ပူဇာသည်မင်းသားလေးကဝေလူဝန်၏အလှအောက်တွင်သူ့ချစ်သူ၏အလှပျောက်သွားမည်ဆိုသောကြောင့်မခေါ်လို့ဟုညင်းသည်တို့ရတွင်မရမနေပူဇာသောကြောင့်လိုက်ပို့ရသည်နောက်တစ်ခါကိုဖွင့်လိုက်သောအခါဝေလူဝန်ဥယျာဉ်မြင်ကွင်းဖြစ်သည်ဝေလူဝန်ဥယျာဉ်မြင်ကွင်းကိုတွေ့လိုက်ရသောအခါတာမန်အလှမြဖြင့်မတိုးဝင်နိုင်အောင်အမှုပညာအခန်းရင့်ကျက်ပြီးသောနန်းသူခေမာအဖို့ရှုမြင်ွက်ထူးခြားလာသဖြင့်ပါဇက်ဟလာအောင်ပင်ငင်းမောတော်မိသည်ပြတ်ဆန်ဝါသနာရှင်ကြီးဘုရင်မင်းမြတ်၏အစီအစဉ်တွင်ရာဇဂျုံမှထိပ်သည့်အကျော်မော်ပကြီးစရာအမှုပညာဆရာတို့၏စိတ်ကူးအညွန့်အဖူးများကိုပေါင်းစပ်ထားသောမြင်ကွင်းဖြစ်၏အဆောင်တော်တွင်သာဆံမြန်းသည့်အခါတွင်လည်းခရိုင်းဆိုလျင်အချွေအရန်တို့၏အစိုးအတီးဝိုင်းကထီးပွဲနန်းပွဲအလှအရင်ပွဲတောတောင်ကန်သာအဖွဲတချင်းကြီးတချင်းကန်တို့ဖြင့်သာတလက်စီဆိုတိတင်ဆက်တတ်ကြတော့လဲယခုတလောတွင်မူမြို့တော်အတွင်း၌အမတန်ကြော်ကြား၍နေသောတချင်းဟုဆိုကာဝေလူဝန်ပွဲကိုပင်ကြားနေသည်ပေါင်းဖက်ဖော်ခြင်းဆွေတသိန်းငယ်ရှုခင်းသာလွန်တောမြိုင်စွန်မှဝေလူဝန်မြည်တွင်ဘုရားရှင်၏ဥယျာဉ်သာမောဝယုံတော်ကတင်မောပေစွာတင့်ပေစွာငှက်အပေါင်းလည်းငြိမ်ချောင်းပြီးပြီးတေးတီဖွဲ့၏ဝိဤတော်သုံးပြားပရုံးတို့ယုံယုံမိကဝဲပြန်ကားသည်တက်တုံတက်တုံသားမျိုးစုံလဲခုံငါလွှားကပျော်ပါကနှင့်ตาရပေစွာตาပေစွာဖះဘုံဘုံအရှင်ကုံကြောင့်အစုံလင်တန်းသာဆင်းသည့်ဥယျာဉ်သာမောဝယုံတော်တို့အံဩပွဲပါအံ့ပွဲပါပန်းနံသာတို့ထုံငါမွေးကြိမ်တလိုင်းလိုင်းနှင့်နှိုင်းပြိုင်ဖက်ရှင်နတ်ဥယျာဉ်လားနန်းတော်လားရှင်သာစွဝင်းကျင်ဤဥယျာဉ်တို့ဘဝင်ရောက်မှုအဘယ်သူလျင်အတူနှိုင်းရှင်နတ်ဥယျာဉ်တို့ဝင်ရောက်ဖူးလေဆိုနိုင်ကြအံသာစွဝင်းကျင်ဤဥယျာဉ်တို့ထွက်ဝင်ပြောပါအဖော်များနှင့်ခံစားနိုင်မှုထို့သည့်သူကအဟုနှိုင်းရှင်နတ်ဥယျာဉ်တို့ဝင်ရောက်ဖူးလေဆိုနိုင်ကြအံဝေလူဤဒါလွန်တုမဲ့အလှဝက်ကိုရေးဖွဲ့တီကုံခြေသာမှုံးတော်အဆုံးမရှိနိုင်ကြတကားဒီဆိုသူဤတာယာပိုင်နိုင်လာသောအတန်နှင့်စောင်းတန်တွင်ညှိ့၍လက်၍ပါလာသောဝေလူဝန်ဖွဲ့သည်နန်းသူခေမာအားတွေးစီငေးစီအောင်အထိဆွဲဆောင်လျက်ရှိသည်တချင်းရ၍အနားယူကြသည့်အခါများတွင်လည်းလက်ရင်အပြိုတော်ကြီးထံမှဝေလူဝန်တော်သာမောထွေတွေသားငယ်အများပျော်ပါကနေပြားပရုံစားသုံးယူချွေဝိရီပန်ထုံမွမ်းကြိမ်ပြန့်ဝေစသည်ဖြင့်မပွင့်တပွင့်ဒီဆိုလျက်ရှိသောကြပြားတန်ကိုကြားရသောအခါနိုင်ငံတော်အတွင်းမဆိုထားပြီးနန်းတွင်ရောက်အောင်ကြော်ကြားလာသောဝေလူဝန်တို့အလှကြိုက်သူပြီးအာယုံစူးစိုက်လာသည်ထို့ကြောင့်အပြိုတော်ကြီးအားညီတို့ဝေလူဝန်ကဒီလောက်တောင်ဝဲလာတယောက်ကလာလဲဝေလူဝန်တယောက်ကလာလဲဝေလူဝန်နဲ့ချစ်ကျူးလို့ကိုမဆုံးနိုင်ဘူးဟုပြောလိုက်တော့အခါအပြိုတော်ကြီးကဒါမှတော့ဝေလူဝန်မရောက်ဘူးရင်လျှောက်တင်မှုခက်လာပါလေသခင်မဟုအကွက်ဆင်၍လျှောက်တင်လာ၏ညီတို့ဝေလူဝန်ကငါမရောက်ဘူးတဲ့ကြားနေတာပဲညီတို့ပြောတော့မဟုတ်သေးပါဘူးဝေလူဝန်ကိုသခင်မမရောက်တာဘယ်လောက်ကြာလာပြီလဲအခုဝေလူဝန်ကသခင်မရောက်ဘူးတဲ့ဝေလူဝန်မဟုတ်တော့ဘူးအခုဝေလူဝန်ကတာဝရိန္ဒာနတ်ဒေဝတာတို့ပြည်ကနန္ဒဝန်တဲ့သခင်မရဲ့နန္ဒဝန်ပါတဲ့ဒါကတော့ညီတို့ကတစိတ်လွန်သွားပါပြီလွန်မယ်မထင်ပါဘူးသခင်မဗျာဝေလူဝန်ရဲ့ပင်ကိုအလှမှာဘုရားရှင်ကြွားကိုသတင်းသုံးတဲ့အခါကျတော့တော်ကြီးဖရာကဘုရားရှင်အတွက်ကျောင်းတော်ဆောက်လုပ်ခြင်းနဲ့အတူဝေလူဝန်ကိုလည်းအလှဆုံးအသာယာဆုံးဖြစ်အောင်နိုင်ငံတော်ကထိပ်သီးဥယျာဉ်မှုအမှုပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ပြင်ဆင်ပေးခဲ့ပါလေအဲ့ဒီလိုတော်ကြီးဖရာကပြုပြင်ခိုင်းမှာပဲဘုရားရှင်သတင်းသုံးဖို့ရန်ဆိုတော့နတ်ဒေဝတာတွေကတာဝရိန္ဒာကတရားမင်းရဲ့နန္ဒဝန်ပုံစံကိုယူပြီးတော့နတ်ဒေဝတာတို့တကိုးနဲ့ကူညီဝိုင်းဝန်းကြပါလေနန္ဒဝန်နဲ့တပုံစံနဲ့မို့တချို့ကဝေလူဝန်လို့တော့မခေါ်ကျင်တော့ပဲနန္ဒဝန်လို့သုံးနေကြပါပြီတာဝရိန္ဒာနန္ဒဝန်ဥယျာဉ်ကဘလောက်တောင်ตายရတယ်လဲဆိုရင်နတ်သက်ကြွေကနီးဆဲဆဲနတ်သားနတ်သမီးလေးတွေတောင်နန္ဒဝန်ထဲကိုရောက်သွားရင်တရားမဲ့ဘေးကိုမတွေးမိတော့ပဲနဲ့မိမျောသွားကြတယ်ဆိုပဲအဲ့ဒီကြောင့်တော့သခင်မသိပြီးသားပဲအခုဝေလူဝန်ကတော့ဘဲကလောက်ตายရနေတယ်လဲဆိုရင်နိုင်ငံတော်အတွင်းကအထက်တန်းသားမင်းဆိုးရတာသားသမီးတွေကတနေ့ဝေလူဝန်မှာပဲအချိန်ဖြုံးကြလုံးလို့ဥပဒေထုတ်ပြီးတားမြစ်ရတော့မလို့တော့ဖြစ်နေပါတယ်သခင်မဗျာ။ဩ
ဒါလောက်တောင်ပဲကိုတကယ်မှလည်းဥယျာဉ်တော်ပဲမရောက်တာအတော်ကြာသွားပြီအခုညီတို့ပြောပုံမျိုးနဲ့ဆိုတော့အပြောနဲ့ညီသလားမညီသလားဆိုတော့တစ်ခေါက်လောက်တော့သွားကြည့်အောင်မှထင်ပါရဲ့သိပြီးသွားဖို့တင်တာပေါ့တကယ်မှဗျာကိုယ်နိုင်ငံတော်ကဒိဋ္ဌိအမှုပညာရှင်တွေတောင်မနေနိုင်လောက်အောင်နာမည်ကြီးနေတဲ့အလှဆုံးနေရာကိုကြည့်တင်တာပေါ့တကယ်မှအလိုလိုက်ကြည့်ပြီးမလျှောက်ဝန်းလို့သာနေကြရတာပါဘုရားကျမတို့အပြိုတော်ပိုင်းမှာပြင်ဝလူဝန်ကိုရောက်ဘူးကျင်လိုက်ကြတာကြားလာပြီဒီလိုဆိုရင်တကယ်မှဘုရားဝလူဝန်ကိုထွက်ကြွတော်မူလို့တဲ့အကြောင်းအခုပဲတော်ကြီးဘုရားကိုသွားလျှောက်တင်လိုက်ရမလားဘုရားပြိုတော်ကြီးသဘောတိုင်းပဲလေတင့်တယ်လို့သာစီစဉ်ပါတော့လေဒီယုံအတွက်ပင်ဒီချုံကိုထွင်ခဲ့သောဘယင်မင်းမြတ်အဖို့အပြိုတော်ကြီးမှတဆင်ဝလူဝန်တို့ထွက်ကြွလိုသည်ဆိုသောနတ်မတော်ကြီးထံမှတရင်ကိုကြားရသည်နှင့်တပြိုင်နက်ချက်ချင်းပင်လိုအပ်သောအစီအစဉ်များပြုလုပ်စေသည်လင်ကဘုရားအကြောင်းတကားကြီးဖြစ်ပါလေမယားကဘုရားရှင်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်ဆိုသည်မှာအစင်မပြေလားသို့သောဥယျာဉ်အတူကြောင်းအတူသွားဖို့လမ်းစာပေါ်လာပြီဟုဘုရင်ကြီးဝမ်းမြောက်၏ဝေလူဝန်သည်နန္ဒဝန်လောက်တာယာလှသည်ဟူသောစကားမှာအမောအပြောက်အကွန့်အကျဲကျွယ်သောအနုပညာရှင်တို့၏အမြင်မြဖြစ်တော်လဲမှားလွန်သည်ဟူကမဆိုနိုင်အကြောင်းမှာဝေလူဝန်အားရှိကတဲ့စတဲ့တဘူတိုး၍တာယာစီပင်အောင်ပြုပြင်ခဲ့သည်မှာကအမှန်ပင်ဖြစ်ပေသည်ထို့မြမကဝေလူဝန်တွင်ဘုရားရှင်တရင်သုံးသည်နှင့်တပြိုင်နက်ဘုရားနှင့်တန်ဃာတော်များထံသို့အာဇယိုပြည်သူပြည်သားတို့ဘုရားသွားကြောင်းတဲ့ဝင်ထွက်သွားလာကြသဖြင့်ဘရင်ဥယျာဉ်တော်အဖြစ်မှပြည်သူဥယျာဉ်အဖြစ်သို့ရောက်လာရာတွင်ပြည်သူအမြင်တွင်အထင်မသေးနိုင်ကြစေရန်သက်ဆိုင်ရာနှင့်ဥယျာဉ်မှုတို့ကနိညာမပြတ်ဆိုသလိုတတိမလတ်မပြတ်ကြိုးပမ်းပြုပြင်ကြသောကြောင့်လည်းရှိကတဲ့စတဲ့စီပင်နေသည်မှာအမှန်ပင်ဖြစ်၏တို့ဖြစ်၍ရွှေနန်းတော်၏အထူးအစီအစဉ်ဖြင့်နောက်တစ်နေ့မှာပင်နန်းသူထိတ်တင်သခင်မခေမာဥယျာဉ်သို့ကြွလာသောအခါနန္ဒဝန်ဆိုသည်မှာမမြင်ဘူးသဖြင့်ဝေလူဝန်နှင့်အဘယ်မျှတူသည်ဟုနှိုင်းရှင်ချက်မထုတ်နိုင်တော့လဲရှိကတဲ့စီပင်သားရ၍နေသည်ကိုမူကျေနပ်လာအောင်တွေ့ရှိရသဖြင့်နန်းသူခေမာအဖို့ပန်းကူခြင်းပန်းဒီခြင်းတဏှာမှတဏှာသို့ကူခြင်းအဗံကလေးတစားစားဖြင့်ကြီးရှင်သားရပြောဆိုအော်ဟစ်ရင်းမြူးရူးကြည်သာလျက်ရှိလေတော့သည်ဤတွင်ဝေလူဝန်၌ဘုရားရှင်နှင့်အကယ်၍တွေ့ရှိခဲ့ပါလျင်နှမတော်ဝင်ရောက်ဖူးမြော်ခဲ့ပါပြီတွေ့ပါလျက်နှင့်မြမဖူးမြော်ပဲရှောင်လွှဲနေဦးမည်ဆိုလျင်ရရင်ဟာကြတော့မည်ဘုရားရှင်ကတွေ့ပါလျက်နှင့်မဖူးတွေ့ဘူးဆိုလျင်နှမတော်အပေါ်မိမိကိုယ်တိုင်ကသဘောထားပြောင်းရပါလိမ့်မည်ဟုသောချော့သလိုလိုတင်းသလိုလိုနှင့်အမိန့်တော်တရားရောက်လာလေရာဝေလူဝန်၏အဆွဲဓာတ်တွင်မူးမေကဤမျိုးစုံဖြင့်ရှောင်လွှဲနေခဲ့သောမိမိအဖို့ဘုရားရှင်ကိုရောမသတိမရပဲဥယျာဉ်တော်သို့ရောက်လာခဲ့သည်ကိုစဉ်းစားမိရင်ဘုရားရှင်ကတွေ့ပါလျက်နှင့်မဖူးတွေ့လျင်ရွှေနှန်းရှင်နှင့်ပြဿနာတက်ရတော့မြည်လဲစိုးရင်ကတွေ့ရင်တော့ဖူးရတာပေါ့လေဟုအလှမှန်တစ်ထစ်လျှော့လိုက်ရ၏ဤတွင်အလှအကြောင်းပြောเสียကြုံလာပြန်သည်မိမတို့၏ဥစ္စာကအစင်းဤဟူသောစကားအရာရုပ်မြန်မဟုအကျဉ်မိန်မသူတယောက်အစင်းရင်ကပြည့်စုံလာပြီဆိုလျင်အစင်းမှန်ပေါ်ပေါက်လာသည်ဖြစ်၏ထို့ကြောင့်လည်းအမျိုးသမီးတို့၏မယင်ချင်းအကြောင်းတရား၄ပါးတွင်အစင်းမှန်အလှမှန်တစ်ပါးအဖြစ်ရှင်းပညာရှိနေတိဆရာများကသတ်မှတ်ခဲ့ခြင်းဖြစ်ပေသည်ဤတွင်ယခုနန်းသူခေမာတို့လိုအလှပိုင်ရှင်ကအထက်တန်းသားအမျိုးသမီးများအတွက်အလှသွေးအလှမှန်ခိုင်ခိုင်မြဲမြဲမူးရင်နိုင်ဖို့ရန်အကြောင်းတရားကလည်းဖန်လာတတ်ပြန်၏ယင်းအကြောင်းအရာကအလှပိုင်ရှင်ကိုချဲလေသူတို့ကမိမိတို့သမီးမိမိတို့ဇနီး၏အလှအားမင်းမိန်ခြင်းမိအဆောင်အယောင်အပြုတ်မှုမှန်သမျှကိုဖယ်ရှား၍အမြဲမပြတ်အလှကုန်တင်ပေးနိုင်ခြင်းပင်ဖြစ်ပေသည်တို့ဖြင့်နန်းသူခေမာ၏အလှအဖို့မူအထူပြောဝဲမရှိရွှေလင်မန်းနှင့်အချင်းစေသောမင်းမွေမင်းစာတိဖြစ်ရာတွင်ပင်ကိုယ်ကလည်းပြန်မဲ့ကင်းလောက်အောင်လှ၍ရင်းအလှကိုတုပနှိုင်းမိအပြုတ်မှုအချွေရန်မှန်သမျှကိုလည်းဖယ်ရှားထားခဲ့သည်ဖြင့်နန်းသူခေမာအဖို့အလှဘဝင်မပြတ်ခိုက်ဖို့ရန်သာဖြစ်လာလေတော့သည်ဤစကားကိုပြောရသည်မှာအကြောင်းရှိသောကြောင့်ဖြစ်၏ရင်းအကြောင်းကနန်းသူခေမာသည်နန်းတွင်ပြိဿအလဲတွင်ဟန်လောက်ခဲ့ရသောဟန်အပြုတ်မှုအလုံးကိုဝေလူဝန်တွင်လွတ်လွတ်လပ်လပ်လွတ်ပြည့်၍ရန်ရွေတော်အများနှင့်ဥယျာဉ်ကစားကိုက်တွင်ပန်းကြုံကြီးတစ်ကြုံ၏အကွေ့မှထွက်လိုက်သောအခါအမျိုးသမီးပြိဿကြီးအလဲတွင်တင့်တယ်စွာစံပင်လျက်ရှိသောဘုရားရှင်နှင့်တရားနာပြိဿအားမမျှော်လင့်မဲအံ့အားသင့်စွာတွေ့ရှိလိုက်ရသောကြောင့်ပင်ဖြစ်၏ဘုရားရှင်ကိုတွေ့ရှိသဖြင့်အံ့အားသင့်ပုံမှာတာမန်မြတ်ဖြစ်၍ဘုရားရှင်အားဝန်းရံလျက်ရှိသောအမျိုးသမီးများစွာကိုတွေ့လိုက်ရသောကြောင့်ပို၍အံ့အားသင့်သည်အကြောင်းမူကားသူတွေ့ရှိသမျှအမျိုးသမီးအလုံးသည်သူ့ထက်အစများစွာလှသူတွေကြီးဖြစ်နေသောကြောင့်ပေသည်ဖြစ်စည်းတွင်နယ်သည်များသည်အတိုင်းအစာမရှိသလိုအလှတွင်အတိုင်းအစာမရှိ
အချိန်ကာလနေရာဒေသတွင်ဝေးသည်နီးသည်အတိုင်းအဆမရှိသလိုအလှတွင်အတိုင်းအဆမရှိစင်စစ်တော်ကဤလောက၏ပြည့်ညတ်တရားတွင်အတိုင်းအဆမရှိဤသဘောကိုမစင်စားမိခဲ့သောနမ်းမတော်အဖို့မိမိအလှတွင်သာငါလှသည်ငါထက်လှသူမရှိဟုအလှမှန်ဖြင့်မူရဝေတန်ခဲ့မိမိမိထက်အဆများစွာသာသောအလှရှင်များကိုတွေ့ရသောအခါအံ့အားသင့်မိရတော်သည်တို့ရတွင်ပါရမီဓာတ်ကံရင့်နံသူဖြစ်သည့်အလျောက်မိမိထက်သာသောအလှပိုင်ရှင်များကိုတွေ့လိုက်ရသောအခါငါထက်လှသောကိုဟုမစ္စရိယစိတ်မဝင်တတ်ငါထက်လှသူများရှိပါသေးကလားဟူသောအတိတရားကဝင်လာသည်တနည်းဆိုသောမိမိထက်လှသူမတွေ့မီကမိမိထက်လှသူမရှိဟုမန်ဝင်မိခဲ့တော်လဲမိမိထက်လှသူများကိုတွေ့သောအခါမိမိအလှဟူသည်အလှဆုံးမဟုတ်သေးပါတကားဟု၍အတိတရားဝင်လာခြင်းဖြစ်ပေသည်ထို့ထက်အံ့အားသင့်ရသည်မှာကခန္ဓာကိုယ်ရုပ်အစင်းတို့အပြစ်ဆိုသည်ဟုသိခဲ့ရသောဘုရားရှင်အားယခုသောမိမိထက်အစများစွာတာလွန်သောအလှပိုင်ရှင်တို့ဝိုင်းရန်လျက်ရှိသည်ကိုတွေ့ရသောကြောင့်ဖြစ်သည်မိမိအတွေ့အထင်မှားခဲ့ပါတကားဟုသောအတိတရားလည်းဝင်လာသည်ဘုရားရှင်သည်ဝိုင်းရန်လျက်ရှိသောမျိုးသမီးများအားတစုံတစ်ခုသောတရားစကားဟောကြားနေရန်ရှိ၏မျိုးသမီးများသည်ဘုရားရှင်၏တရားတွင်သက်ဝင်ဥခိုက်၍မတုံမလုံနာယူလျက်ရှိ၏ဘုရားရှင်အနီးမှမျိုးသမီးများအနက်အချို့ကလှသောပန်းငိန်ပန်းစုပ်ကြီးများဖြင့်ဘုရားရှင်အားပူဇော်လျက်၎င်းအမျိုးသမီးတို့ကဘုရားရှင်အေးတိုက်ရစေရန်တောင်းမိရဖြင့်လှုပ်ခတ်ပူဇော်လျက်၎င်းဘုရားရှင်နှင့်ဘုရားရှင်၏တရားတော်တွင်အာယုံဆိုင်လျက်ရှိသည်ကိုကန့်လန်းလန်းမှတွေ့နေရ၏ထို့ကြောင့်နန်းသူခေမာအဖို့မောင်တော်ရွှေနန်းရှင်၏ဘုရားရှင်နှင့်တွေ့လင်ဖူးတွေ့ရမည်ဟူသောအမိန့်တော်ကြောင့်သာမဟုတ်မိမိအလိုလျောက်ပင်ဘုရားရှင်သို့တက်ဝင်ဥညွှတ်လာကအမျိုးသမီးပရိသတ်နောက်ပိုင်းသားသို့ဝင်ရောက်လိုက်သောအခါအမျိုးသမီးများအားအနီးကမြင်ကွင်းကြောင့်ပို၍အံ့အားသင့်ရပြီအကြောင်းကဘုရားရှင်ဝင်းကျင်မှအမျိုးသမီးများသည်မိမိထက်မျက်နှာကိုယ်ဟန်အလှတွင်သာမကဝိစားတန်စာဒွါရရာတို့မှလည်းမိမိထက်အစရာထောင်မကသာလွန်နေသည်ကိုတွေ့ရသောကြောင့်ဖြစ်ပေသည်ထို့တဲ့အထူးခြားဆုံးအမြင်အတွေ့မှာကဘုရားရှင်နောက်တော်ဘာမှယမယံဝန်းဖြင့်လွတ်ခတ်ပူဇော်လျက်ရှိသောအမျိုးသမီးကလေးကိုပရိသတ်အတွင်းသို့ရောက်၍နိကပ်လာသည့်အခါတွင်ကွဲကွဲပြားပြားတွေ့ရှိလာရခြင်းဖြစ်ပေသည်ထိုအမျိုးသမီး၏အလှသည်မိမိထက်အစရာထောင်မကသာ၏ထိုအမျိုးသမီးနှင့်နှိုင်းစာလိုက်သောအခါမိမိ၏အလှမှာမြောက်ပမာမျှသာရှိလေတော့သည်ဟုလည်းစဉ်းစားမိ၏ထိုအမျိုးသမီးကိုကွဲကွဲပြားပြားတွေ့လျက်ရသည့်အချိန်မှစ၍မိမအချင်းချင်းပင်ဖြစ်ပါလျက်နေပင်မိမိမျက်လုံးများကိုထိုအမျိုးသမီးအလှမှလွှဲဖယ်၍မရနိုင်အောင်ရှိရလေတော့သည်စင်းစစ်တော်ကယင်းတို့ဘုရားရှင်ထံဝင်းရံလျက်ရှိသောအမျိုးသမီးမြင်ကွင်းအားလုံးမှာခေမာမင်းသမီးကိုကယ်ချွတ်ရန်အတွက်ဘုရားရှင်ဖန်ဆင်း၍ထားအပ်သောမြင်ကွင်းမြဖြစ်ပေသည်ပစ္စည်းသမားသည်မိမိထက်သာသောပစ္စည်းရှင်အားလေးစားမြဲဖြစ်သည်ပညာသမားသည်မိမိထက်သာသောပညာရှင်အားရိုးကျိုးမြဲဖြစ်၏လက်နက်သမားသည်မိမိထက်သာသောလက်နက်ရှင်အားတုတ်ဝမြဲဖြစ်၏အာနာသမားသည်မိမိထက်သာသောအာနာရှင်ရှေ့တွင်ကိုင်းညွတ်မြဲဖြစ်သည်လှမှန်ရည်သူခေမာအဖို့မိမိထက်သာသောအလှရှင်များအကြားတွင်အလှမှန်ပြောက်ခဲ့ရသည်ဘုရားရှင်၏တရားတော်ကိုနာယူနေရသည်မှာလည်းမိမိချမ်းမှတ်ထားခဲ့သလိုရုပ်အစင်းကိုရှုတ်ချသောတရားမဟုတ်နိုင်ရွာသူဂရိနှင့်ဆက်သောတက္ကကထာတရားတော်ဖြစ်နေရာအလွန်ကြည်နူးစရာကောင်းသည်တို့ဖြစ်၍ဘုရားရှင်တရားတော်မှာနတ်ဒေဝတာများနှင့်ဆက်သောတရားတော်ကိုနာယူလိုက်ဘုရားရှင်နောင်နာမှာနတ်မိမယ်တမျှလှပသောအမျိုးသမီးကလေးကိုတစိမ့်စိမ့်တဇူးဇူးလှမ်းမျိုးကြည့်လိုက်ဖြင့်ကြည်နူးကြိုက်ဝင်ဘုရားရှင်ထံတော်ပါရှင်အမျိုးသမီးများမှာအချောအလှများကြီးတာမဟုတ်အချောဆုံးနတ်မိမယ်ကလေးနဘေးနာတွင်ဝတ်စားတန်စာအပြည့်ဝတ်ဆင်ထားသဖြင့်လှတဲ့အောင်နှင့်အိုမင်းလျက်ရှိပြီးဖြစ်သောအသက်60ခန့်အမျိုးသမီးကြီးတစ်ယောက်ကိုလည်းတတိထားကြည့်မှတွေ့ရှိလာရသည်ထို့မြမကထိုအမျိုးသမီးအိုကြီးဘေးနာသို့မျက်စိရွှေ့လိုက်သောအခါဝိစားတန်စာဒွါရရာအပြည့်ဖြင့်ပင်တုံတုံရင်ရင်လှုပ်လှုပ်ခါခါဖြင့်ဘုရားရှင်အားဖူးမြော်လျက်ရှိသောအသက်80ကျော်90ခန့်ရှိအမျိုးသမီးကြီးကိုလည်းတွေ့ရှိလာရသဖြင့်နန်းသူခေမာအဖို့အထူးပင်အံ့အားသင့်မိရတော့သည်အကြောင်းတော်ကမိမိအလှတွင်သာရင်မိုးခဲ့မိပြီးခန္ဓာကိုယ်ရုပ်အစင်းမခိုင်မြဲသောသဘောကိုစိုးစင်းမြမစင်စားမိပဲယခုပင်လျင်ငရာမဤအသက်ရည်ရွယ်သည့်ပြိုသည်ဟုဆိုတော်လဲအိုမင်းကြီးမင်းလာခဲ့ပြီအဘွားအိုကြီးများသည်လည်းတစ်ချိန်ကငါကဲ့သို့ပင်ပြိုရွယ်သောသူဖြစ်ခဲ့ရပေမည်သို့သောယခုအဘယ်မျှအလှပဝိဆတန်စာယရနာတွေဆင်မြန်းထားတော်လဲ
အိုမင်းရွတ်တော့မလှမပဖြစ်ခဲ့ရပေပြီငါသည်လည်းဤလန်းစဉ်မှာတွေ့ခိုင်းနိုင်မည်မဟုတ်ပါတကားဟု၍တန်ဝေကစိတ်ဓာတ်တစ်ဖြက်ဖြက်ဝင်လာသောကြောင့်ဖြစ်၏ထိုအချိန်တွင်ပင်တည်တော်မူမြင်တော်မူသောဘုရားရှင်ကဟောလက်စာတရားနှင့်အလိုက်တင်ဆက်၍နန်းသူခေမာတို့တိတိတင်းတင်းထင်သာမြင်သာသောတရားတော်ကိုခေမာတို့ပင်အာလုတ်ပြု၍ဟောတော်မူသည်ချစ်သမီးခေမာအလှဟူသည်အဘယ်မျှပင်လှသည်ဆိုစေအည်ပြားတစ်ထောင်မျှသာသည်တန်လျက်ပမာမျှသာသည်စင်စစ်တမှုတင့်တယ်ရုပ်စင်ပြုံးမြင့်ခြင်းကအိုခြင်းသာလျှင်နောက်ဆုံးရှိခြင်း၏သေခြင်းသာလျှင်နောက်ဆုံးရှိခြင်း၏ချစ်သမီးခေမာဤခန္ဓာကိုယ်အတဘောကအဘယ်မျှလှသည်ဆိုသည်လှယုတ်ဆောင်လျက်ရှိသောအပုပ်ကောင်မျှသာသည်အပုပ်ကောင်ဟူသည်တရားသဘောမဟုတ်မိမိခန္ဓာကိုယ်ပေါက်တော်ရနရီကိုမှပြည်တည်ယူမပြတ်ထွက်ခါညှိတစိုးစိုးဒရဇက်ပွက်လျက်ရှိသည်ကိုတာမန်တရိရှိုံမျှပြင်ပင်သိနိုင်ပါ၏ချစ်သမီးခေမာရင်းတို့သောမျက်လက်ပမာမျက်လက်ကဘာမျက်လက်တန်တရာကင်းလွတ်၍မိုးရာမနာရာမသေးရာမပြတ်လိုက်ရာမပြတ်ချမ်းသာရာမပြတ်အေးငြိမ်းရာအရက်သည်ရှိ၏ထိုအရက်ဒီကနိဗ္ဗာန်တည်းဟူသောရွှေမြို့တော်ပင်သည်ဤတွင်တရားတော်ပြီးဆုံး၏တရားတော်ပြီးဆုံးုံမျှမဟုတ်နှစ်လအတန်ကြာကပင်ညီမန်းတော်မူခဲ့သောဘုရားရှင်ကိစ္စကြီးတစ်ရက်သည်လည်းတက်တက်တာတာနှင့်ပြီးဆုံးခဲ့၏ပြီးဆုံးဟံကရာဇကြိုပြည်တွင်သာသနာစိုက်ထူရာ၌သမီးတော်ကြီးခေမာတို့ရည်ညွှန်းအပ်သောဗုဒ္ဓကိစ္စကြီးတစ်ရက်ပါရှိသည်အကြောင်းမူကားခေမာသည်တာမန်နီးလန်းဖြင့်ကြွတန်းဝင်သောအမျိုးသမီးမဟုတ်သားတော်ကြီးတာရိပုတ္တရာကဲ့သို့ပင်အမျိုးသမီးယဟန်သာသနာတော်ပဲပညာအရာ၌ဣတရက်ထူကာလက်ရတော်ယံတာဝိကာမအမျိုးသမီးကြီးခေမာထေရီဖြစ်လာမည်ဖြစ်သောကြောင့်ဒီဤတွင်ဘုရားရှင်ဖို့လက်ရတော်ယံမျိုးသားမျိုးသမီးကြီးများကိုကဲချွတ်ရသည်မှာသက်သာတော်မူလာသည်ဟုဆိုရမှုရှိ၏ရှင်သာရိပုတ္တရာအားသူ့ဆရာအရှင်အတ္တစီ၏ရေဓမ္မာတပုတ်များဖြင့်တရားကိစ္စပြည်စည်းစေခဲ့၍ယခုသမီးခေမာအားလည်းဘုခန္ဓာတရားလမ်းကြောင်းတပုတ်များဖြင့်ပြည်စည်းခဲ့သည်ပညာဉာဏ်အခြေခံကြီးကြသောကြောင့်ဖြစ်၏နန်းသူခေမာသည်ခေမာထေရီအဖြစ်ဘိက္ခုနီသာသနာတော်သို့ဝင်ရောက်ယုံမြတ်ရှိတော်သည်ခံငါဘုရားရှင်သည်တရားဆုံးသောအခါထိုင်နေရာမှထတော်မူ၍ဝေလူဝန်ကျောင်းတော်ဘက်စီသို့ကြွသွားသည်အချွေရန်မျိုးသမီးများသည်လည်းဘုရားရှင်နောက်တော်မှလိုက်ပါ၍ပန်းယုံခြုံခွယ်တန်းရောက်သောအခါပျောက်သွားကြသည်တရားဟောတော်မူသည့်နေရာတွင်ပင်ဘုရားရှင်ထိုင်တော်မူခဲ့သည့်ပန်းခုံစီသို့ရှ िख ိုးကမတော်မလုံးကြံ့ရစ်ခဲ့သူကခေမာဖြစ်၏မတော်မလုံးဆိုတော်လဲခန္ဓာကိုယ်ကလေးသာငြိမ်သက်၍ရှ िख ိုးလျက်ရှိနေသေးသောလက်ဖြားကလေးများမူကားတစ်ဖြတ်ဖြတ်တုံရင်လျက်ရှိ၏အလားတူပင်နှကမ်းပြားကလေးများကလည်းတလှုပ်လှုပ်တုံရင်လျက်လှုပ်ရှားလျက်ရှိ၏ဘုရားရှင်မရှိတော့တော်လဲဟန်မပြတ်ငြိမ်ဝတ်လျက်ရှိနေသေးသောမိမိတို့သခင်၏အမူအရာကိုကြည့်၍အချွေရန်များဖို့မလှုပ်ရှားဝင်ညာတရားသဘောသို့သက်ဝင်ပြီးဖြစ်သောနန်းသူခေမာအဖို့အဘဲကြောင့်ရင်းသို့လှုပ်ခတ်၍ကြံရစ်ခဲ့သည်အဘဲနှလုံးသို့ထိခိုက်ခွင့်ရာအကြောင်းတစ်ခုခုရှိတယ်ရာ၏မှန်သည်ဓမ္မတန်ဝေကကြောင့်တုံးလုံးမှုဟူသည်သူတော်ကောင်းများတွင်လည်းရှိတတ်ကြသည်သာသည်နန်းသူခေမာအဖို့တုံးလုံးဟန်ကမဟာကရုဏာထောင်တို့စေတနာတောင်တို့ကျေးဇူးတော်တောင်တို့ကြီးမားတော်မူလာသောဘုရားရှင်အပေါ်၌မိမိသည်နှစ်လဒဏ်ကြာရှိစွာအထင်မှအမြင်မှမိခဲ့လေစွာတကားဟူသောဓမ္မတန်ဝေကကြောင့်ဖြစ်ပေသည်ထို့ကြောင့်ပုံမှန်မပြတ်ရှ िख ိုးနေရမှမိမိရှိတွင်ဘုရားရှင်မရှိတော့တော်လဲရှိတော်မူရာဝေလူဝန်ကျောင်းတော်စီသို့ရည်မှန်း၍မှားမိခဲ့သောအပြစ်မှခွင့်လွှတ်ပါမည်အကြောင်းဆုတောင်းကြော့လိုက်ရသည်ကျွင်းမဲ့အုပ်သုံးအလုံးစုံကိုအကုန်သိမြင်ရှင်တော်မြတ်ဗျာဉာဏ်တော်ကြီးသလောက်ကရုဏာရောက်၍စောင့်ရှောက်ကဲတင်ရှင်မြတ်ဗျာမိမိရုပ်တွင်စိတ်ကြီးဝင်၍အထင်လွဲလေအပြစ်တွေကိုကြစေဖို့ရာရှ िख ိုးကြော့ပါ၏ဗျာတနာကျင်နာကရုဏာ၏တရားစင်စစ်ဖြစ်တော်မူသောရှင်တော်မြတ်ဗျာကရုဏာကြီးသလောက်ဉာဏ်တော်ရောက်၍မျက်မှောက်သိမြင်ရှင်မြတ်ဗျာအားအမှန်သိရှိယခုမှပင်ကြာနာမြန်တို့လက်ဆောင်မိုး၍ရှ िख ိုးကြော့ပါ၏ဗျာသန္တနာပြင်ဝယ်ရေးပင်လေကိုအလွယ်လွန်မြောက်ကမ်းသို့ရောက်၍ဝမ်းမြောက်ကြည်လင်ရှင်တော်မြတ်ဗျာကရုဏာကြီးမှမေတ္တာပွား၍တနာကဲတင်ရှင်မြတ်ဗျာအားကဲတင်ရာတွင်ကိုပါဝင်သဖြင့်အစဉ်မြန်တို့လက်ဆောင်မိုး၍ရှ िख ိုးကြော့ပါ၏ဗျာမအိုမသိအမြဲနေရန်အေးနိဗ္ဗာန်ကိုဧကံပေးတဲ့ရှင်တော်မြတ်ဗျာမအိုမသိအမြဲနေကြောင်းတရားကောင်းကိုကောင်းကောင်းသိမြင်ရှင်ဗျာအားနိဗ္ဗာန်ကိုပင်ကိုယ်တိုင်မြင်သဖြင့်ကြည်လင်မြန်တို့လက်ဆောင်မိုး၍
ရှစ်ခိုးကြောက်ပါကြီးဗျာဗီဒီယိုကတော့ဒီမျှပါပဲဒီဗီဒီယိုနဲ့ပတ်သက်လို့ဝေဖန်စရာကြံပြုစရာရှိမယ်ဆိုရင် comment မှာရေးထားခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကိုယ်စိတ်နဲ့ပြချမ်းသာကြပါစေ